အဒါချီမျိုးမှကျိုးဆိုပါမည်ယခုမှဆက်ရဂျပန်နိုင်ငံ၏ပြုစုဆောင်ရှောက်ရေးအာမခံစနစ်အကြောင်းကိုရှင်းပြပါမည်ပြုစုဆောင်ရှောက်ရေးအာမခံစနစ်ဆိုဒီမှာပြုစုဆောင်ရှောက်ရေးဝန်ဆောင်မှုများလိုအပ်လာသောအခါကုန်ကျစရိတ်များကိုအားလုံးကဝိုင်းဝန်းကူညီကြသည့်စနစ်တစ်ခုဖြစ်သည်တင်တို့ပေးဆောင်သောအာမခံခြင်းနှင့်အခွင့်များကဝန်ဆောင်မှုရယူနေသည့်မြို့သူမြို့သားများ၏စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရေးကိုထောက်ပံ့ပေးထားခြင်းဖြစ်သည်ဂျပန်နိုင်ငံတွင်နေထိုင်သောအသက်40နှစ်အထက်ရှိသူအလုံးဤစနစ်တွင်ပါဝင်ရမည်ဖြစ်ပါသည်အသက်40ပြည့်လျင်ပြုစုဆောင်ရှောက်ရေးအာမခံတွင်ပါဝင်ရန်နှင့်အာမခံကြေးပေးဆောင်ရန်တာဝန်ရှိပါသည်အာမခံကြေးပေးဆောင်ပုံမှာအသက်အလိုက်ကွဲပြားပါသည်အသက်40မှ64နှစ်အတွင်းရှိသူများသည်ကျန်းမာရေးအာမခံကြေးနှင့်အတူပေးဆောင်ရမည်ဖြစ်ပါသည်အသက်65နှစ်နှင့်အထက်ရှိသူများသည်ပြုစုဆောင်ရှောက်ရေးအာမခံကြေးကိုတည်တံ့ပေးဆောင်ရမည်ဖြစ်ပါသည်ဤစနစ်တွင်ပါဝင်ခြင်းဖြင့်ပြုစုဆောင်ရှောက်မှုလိုအပ်လာသောအခါကုန်ကျစရိတ်အနည်းငယ်ဖြင့်ဝန်ဆောင်မှုရနိုင်မည်ဖြစ်သည်။တင်ပေးဆောင်ရမည့်ငွေမှာစုစုပေါင်းကုန်ကျစရိတ်အင်10%မှ30%သာဖြစ်သည်။အကယ်၍အာမခံကြေးမပေးဆောင်ပါကစိုးကျိုးများရှိလာနိုင်တယ်။ဝန်ဆောင်မှုအသုံးပြုချိန်တွင်ကိုယ်တိုင်ပေးဆောင်ရမည့်ပမာဏမှာ30%သို့မဟုတ်40%အထိတိုးလာနိုင်ပြီးဘဏ်အပ်ငွေကဲ့သို့သောပိုင်ဆိုင်မှုများကိုသိမ်းဆည်းခံရနိုင်ပါတယ်။အလုံးမရှိ၍ဝင်ငွေမရှိတော့လေအာမခံကြေးမှာကျသက်မည်ဖြစ်ပါတယ်။အကယ်၍တဘာဝဘေးအန္တရာယ်သို့မဟုတ်အထူးအကြောင်းပြချက်များကြောင့်ပေးဆောင်ရန်ခက်ခဲပါကဒီတိုင်းမထားပဲစောစောစီစီလာရောက်တိုင်ပင်ပါပေးဆောင်ရမည့်ငွေကိုရှောက်ပေါ်ပေးသည့်စနစ်များရှိပါတယ်။အသေးစိတ်အချက်အလက်များကိုအာရာချီမျိုး၏ဝက်ဘ်ဆိုက်တွင်ကြည့်ရှုပါနားမလည်သည့်များရှိပါကအာရာချီမျိုးရဲ့ယုံရှိဖြူစုဆောင်ရှောက်ရေးအာမခံဌာနခိုင်ကိုဟုတ်ခင်ကားတို့အချိန်မီရွေးလာရောက်မေးမြန်းနိုင်ပါမည်စောင့်ကြိုနေပါမည်